နာသီကပင်တက်ရောက်နေတော့တတိယလေးနဲ့ရုံးပြက်တဲ့ပြောင်းအားပြန်ခွဲရှင်ရတဲ့အတွက်ဆင်းရဲတဲ့တို့နေရာယူပေးပါရန်လေးစားစွာပန်ကြားအပ်ပါရဲ့ရှင်။သမီးရုံးပြက်တဲ့ဒီအားဘာဝင်ရှင်ရရမည်ခပြားပေါင်းစဉ်ကတော့ဘဲကလေးဖြစ်ပါရဲ့ရှင်။